ဝင်းနေရှင်ကရောက်ခံနေပြီဝင်းနေရှင်ကဟိုတီးစင်းနေလို့ surprise လုပ်ဖို့စပြီဒီကောင်မတင်လာတယ်မြင်ပါမလား What? Wait. Okay. Now turn. Surprise the cool. Màu này nè. Munition ရောက်ခံနေပါပြီ Munition surprise တောက် surprise တိုက်ဖို့ဆောင်တယ်တန်တန်တန်ဟိုမီးပေးလိုက်အောင်ဒီပုံမှန်တည်ရမှန်းတည်ချိန်အောင် okayအဲ့ဒီဝင်လာပါနော် okay Happy birthday to you ဘာကြောင်းလာလဲတော့ယူလို့ဘာကြောင်းလာလဲတော့လို့တော်လားတော်နောက်မှာတာပြီစီတာ Happy birthday to me to you အေးရအမကင်မရာညမောင်မင်းနေကဘယ်လိုရိုက်မှလဲလို့ Happy birthday to you Happy birthday to you Hey Happy birthday dear Mr. Yan Yin Happy birthday to you Okay Get up 25အဲ့ဘောဝယ်လာပြီတွေ့ပါညတော့အဲ့ဒါလင်းအဲ့ရတော့လင်းတယ်ဗောကင်မရာမန်ထားတော့တော့ပိတ်กินตะขี้ဟာရဟုတ်တယ်နော်ဟုတ်ဟာရဒါတော့ AirPods Pro 3ပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်မိမကျွန်တော်ကိုဝယ်ပေးတဲ့မင်းလက်ဆောင်လေးပေါ့ပါလို့လဲကင်မရာမှာပါတယ်လေဟာရကျေးဇူးတင်ပါတယ်ရပါပတ်စံငွေနည်းနည်းပါဟဲ့လာဘူးဝေးလားပြီးတော့ကျွန်တော်တို့ပြီးတော့နိုင်ရို blind box ထပ်ရတာရယ်ပြီးတော့ဒါရှီရှဲရို face cleanser အားရနော်ရောဒါ Logitech gaming mouse ကမရမလဲလေ Happy birthday ဒါတော့ရောက်ခမကြီးဟိုအမေမလုပ်နဲ့ကောင်းတော့ပြောချင်အပေါ်လေး Happy birthday to you အချစ်ဆုံးသမက်ကလေးပါ to you အချစ်ဆုံးသမက်ကလေးပါရရဲဒါလေးကိုဖောက်ပြန်มาဖြစ်ပါတယ်เนาะအဲ့တော့လူများရဲ့ဖောက်နေရဗာမြင်လဲဆိုတော့နောက်လိုပေါက်တယ်ဟုတ်လားပြီးတော့အများဆုံးပါပေါက်တယ်ဟိနာလာပေါက်တယ်เนาะအဲ့တော့နောက်လိုပဲပေါက်ပါโอเคဟုတ်မကြည့်နဲ့လေကြိုက်ရင်ထုတ်ပြမယ်နော်ငါပဲအဲ့ကြိုက်ရင်ကြည့်နေမျက်လုံးမှိတ်အေးပါမျက်လုံးမှိတ်ထားရလားရုံးသမ်းပါနဲ့
ကတ်ရင်ထုတ်လိုက်ပြီ ခိုင်းနော်ကြည်လာမယ် โอเคနော်အဲ့တော့နိုင်လိုပဲပေါက်မှာဟေးဒါစပြီးတော့ပေါက်ပိုင်းဖြစ်ပါတယ်ခန်းစားချက်ရနိုင်လိုမဟုတ်ဘူးခခဏနေနေရွက်လည်းမပေါက်ဘူးခဏနေအဲ့စားစကေးရမသိဘူးအပြာရောင်ကြီးအာဟိနာရာကြီး အပါကြီးလေ ဟိနာရာကြီး ငါမသိဘူး မင်းကလေးရ ဟဲ့လားအဲ့ရငါကြိုက်တယ်ပေါင်းစင်းနေညာနေ ဒါနောက်တစ်ခုဖောက်တာ ဒါတော့အန်စင်းမဟုတ် ဒါတော့အစင်းမဟုတ်ဘူးဒါပေမဲ့ဒါမိမပေးတဲ့မွေးနေ့လက်ဆောင် Airport Pro 3အဲ့ကြောင့်နေငါကခိုးရက်ကမဝဲနဲ့မဝဲနဲ့ပြောနေရဘူးDesigned by Apple in California အဲ့အနေပြုတ်ကြရမယ် Android ကစမှုလာပေးတယ်။ Ôi မီတင်များများလုံးနိုင်အောင်လို့ ကျေးဇူးငါခီးသွားမှာပါ ပြောင်းမြန်ဟောအတဲတဲ့ sorry သူဟာအော်ဒီလိုလေးပြောသွားတယ်တော့ဒီအောက်မှာစင်ဆာလေးပါပါသွားပြီပို့ပြီးတော့မိုက်သွားပြီဒါတော့မိမဝေးရဲ့မွေးနေ့လက်ဆောင်ပေါ့နော် Apple Pro 3